BOA United Sports and MMA Channel မှာကြိုဆိုပါရစေ။ဒီနေ့ညနေမှာတော့ Manchester United ပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့တစ်ဖက်မှာလည်းစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့တဲ့အသင်းရဲ့နောက်ဆုံးရဒဏ်ရာရကစားသမားသတင်းတွေနဲ့ Champions League အိမ်မက်ဆီကိုလမ်းတန်နေတဲ့အခြေအနေတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့ကကစားခဲ့တဲ့ Chelsea နဲ့အားပြိုင်ပွဲဟာ United အတွက်အဖိုးတန်တဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့သလိုပရိသတ်တွေရဲ့အချစ်တော်တိုက်စစ်မှု Matthias ကိုညာအတွက်တို့ကန်ဆိုးမှုလေးတစ်ခုရှိခဲ့ပါတယ်။အနိုင်ကိုလာလာပါပါသွင်းယူပေးခဲ့တဲ့ကိုညာဟာပွဲကစားနေစဉ်အတွင်းမှာပဲပေါင်ချမ်းတန်းရ growing discomfort ကြောင့်တွင်းကနေထွက်ခွာခဲ့ရတော့ပါ။ဒါပေမဲ့ပရိသတ်တွေအလွန်အမင်းစိုးရိမ်စရာတော့မရှိပါဘူး။အသင်းရဲ့စိတ်ဖွဲ့ဘက်ကနောက်ဆုံးရရှိတဲ့သတင်းတွေအရဒီတန်းရဟာပြင်းထန်တဲ့အခြေအနေမျိုးမဟုတ်တာကြောင့်လာမယ့်ဧပြီလ28ရက်နေ့မှာရင်ဆိုင်ရမယ့် Brentford နဲ့ပွဲစဉ်မှာတင်သူပြန်လည်ပါဝင်လာနိုင်ဖို့များစွာမျှော်လင့်ခဲ့ရှိနေပါတယ်။အသင်းရဲ့အင်ဂျင်ကန်းလို့ဆိုရမယ့်ကွင်းလယ်ပိုင်းမှာတော့လူငယ်ကျေပွင့်ကိုဘီမိုင်းလိုလက်အခြေအနေကတကယ်ကိုစိတ်ချရနေပါပြီ။ဒဏ်ရာကနေပြန်လည်သက်သာလာပြီးနောက် Chelsea နဲ့ပွဲမှာသူပြသခဲ့တဲ့ခြေစွမ်းဟာပရိသတ်တွေကိုအားရကျေနပ်စေခဲ့ပါတယ်။တစ်ဖက်မှာလည်းခန်းစစ်ပိုင်းအထက်သတင်းကောင်းတစ်ခုရှိနေတာကတော့လေ့ကျင့်ရေးသွင်းဒဏ်ရာအနေငယ်ကြောင့် Chelsea ပွဲကိုလွဲချော်ခဲ့တဲ့ Lini Yoro ဟာအခုခါမှပြန်လည်လေ့ကျင့်နိုင်နေပြီထလို့ Brentford နဲ့ပွဲမှာသူ့ကိုခန်းစစ်တန်းမှာပြန်မြင်တွေ့ရဖို့ရှိနေတာပါပဲ။ဒါအပြင်ခန်းစစ်မှာအင်အားဖြည့်တင်းမှုအနေနဲ့ဝါရဲ့နောက်ခံလူ Harry Maguire ဟာပွဲပေပြစ်ဒဏ်ကနေလွတ်မြောက်လာပြီဖြစ်တဲ့အတွက်လာမယ့်ပွဲမှာအသင်းအတွက်ပြန်လည်အားဖြည့်ပေးတော့မှာပါ။ဒါပေမဲ့လည်း Lisandro Martinez နဲ့ပတ်သက်လို့ကတော့အသင်းဘက်ကအနှဲငယ်သတိထားနေရဆဲဖြစ်ပါတယ်။ပွဲပေပြစ်ဒဏ်ကြောင့်ပြီးခဲ့တဲ့ပွဲကိုလွဲချော်ခဲ့ရပြီးမြဲသူ့ရဲ့ကြန့်ခွဲမှုအခြေအနေကိုတော့ဆေးအဖွဲ့ကအနီးကပ်ဆက်လက်ဆောင်ကြည့်နေရဆဲဖြစ်ပါတယ်။အခုလိုအတက်အကျတွေကြားမှာပဲ United ရဲ့ Champions League ဝင်ခွင့်အတွက်ကတော့တကယ်ကိုအားတက်စရာကောင်းနေပါတယ်။လက်ရှိမှာအသင်းဟာ33ပွဲကစားပြီး58မှတ်နဲ့အဆင့်3နေရာမှာခိုင်မာရပ်တည်နေပါတယ်။အထူးကဖန်ဘက် Chelsea ထက်ဒီဇင်ဘာအထိအသာရထားတာကြောင့်ကျန်ရှိနေတဲ့9ပွဲမှာ2ပွဲလောက်သာအနိုင်ရခဲ့တဲ့တောင်ဥရောပရဲ့အမြင့်ဆုံးအဆင့်တန်းဖြစ်တဲ့ Champions League ဝင်ခွင့်ကိုတရားဝင်အတည်ပြုနိုင်တော့မှာပါပဲ။ဒါကြောင့် United ပရိသတ်တွေအနေနဲ့လာမယ့်ပွဲစဉ်တွေကိုယုံကြည်ချက်အပြည့်နဲ့စောင့်ကြည့်တော့မှာပဲ။ BOA United Sports and MMA Channel ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ထပ်အားကစားသတင်းထူးတွေနဲ့အမြဲ update ဖြစ်နေဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like လုပ်ပြီး subscribe လုပ်ထားပေးဖို့မမေ့ပါအောင်ခင်ဗျာ။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။ There you go, mate.